အားလုံးပဲမနက်ဖြန်2ရက်9လ2020ကြောက်ကြာသပတေးမနေ့အတွက်တွေ့တာတွေပေါ့နော်အနည်းကလေးရတာတွေလာပြပေးတာသူကကဏ္ဍအဆင်းက69နောက်တစ်ခါ93ခွန်3ညဆိုပြီး3ချက်နှစ်ခတ်နဲ့ဇောင်းနှစ်ခတ်တွေနဲ့ဆင်းလာအဲ့ဒီ6953ခွန်3ညတို့ဇောင်းနှစ်ခတ်3ချက်ဆင်းပြီးတဲ့သူ့ရဲ့နောက်ကဏ္ဍရဲ့ဖြစ်တည်မှုကဘယ်လိုလဲဆိုရင်ဒီ69နှစ်ခတ်ကိုနှလုံးပေါင်း69ပါပေါင်းလိုက်လို့ရှိရင်93ညအဲ93ညပါလဲဆိုရင်ပရိအနေနဲ့နောက်ရက်မှာဆင်းပြီးတော့90ဆိုခွန်3 10ပရိနဲ့နောက်ကဒီ93ဆိုတော့ခဏနှလုံးပေါင်း83ပါတယ်ပရိအနေနဲ့ဒီနေ့မှာဆင်းပြီးတယ်အဲ့ဒီလိုပေးခဲ့တယ်ဆိုလို့ရှိရင်သူကဏ္ဍအဆင်းက3ချိန်ရှိတယ်69တစ်ချိန်93တစ်ချိန်ခွန်3ညတစ်ချိန်ဆိုတော့မနက်ဖြန်ပါနဲ့ဒီခွန်3ညနဲ့နှလုံးပေါင်းခွန်2ကလည်းပရိအနေနဲ့ဆက်ပြီးပေးလိုက်မယ်လို့ညောင်းလင်းပါတယ်အဲ့ဒီကဏ္ဍနဲ့မူကိုထပ်ပြီးတစ်ချက်ချုပ်လို့ရတာကသူက4နှစ်9ဆိုတော့ဒီကဏ္ဍ3လုံးပေါင်းလို့ရှိရင်93ညပါပဲအဲ့93ညကလည်းပရိပါပဲ93ညဒီမှာလည်း69 93ညကို10နဲ့ပို့တယ်4နှစ်9 93ညကိုလည်းခွန်3ဆို10နဲ့ပို့အဲ့ဒီလိုပဲနောက်တမှုအနေနဲ့193နှလုံးပေါင်းလို့3လုံးပေါင်း38ကိုလည်းသူကပရိအနေနဲ့မပေးခဲ့ပါတယ်ဒီမှုဒီအချိန်ကိုလှည့်ပြီးနောက်ကမနက်ဖြန်အတွက်ဆိုလို့ရှိရင်သူ့မှုတိုင်းဆိုလို့ရှိရင်4-3 ညဆိုတော့ခွန်2ပရိနဲ့အဲ့တော့ခွန်2ပရိကဒီမှုရတဲ့ခွန်2ပရိရှိတယ်ဒီ3လုံးပေါင်းမှုရတဲ့ခွန်2ပရိရှိတယ်မနက်ဖြန်မှာခွန်2ကပေးကြတယ်လို့ယူဆပါတယ်အဲ့ဒီခွန်ပရိတွေကိုသူကအလုံးအနေနဲ့ဝမ်းချင်းအနေနဲ့ဘယ်လိုတွေထပ်ပေးလဲဆိုလို့ရှိရင်9 2 1နှလုံးပေါင်းလို့3လုံးပေါင်းတော့83အဲ့ဒီ83ကအချိန်အနေနဲ့သူကပေးခဲ့ပါတယ်နောက်တစ်ချိန်ခွန်9 4 35အချိန်အနေနဲ့သူက30ဆိုပြီးတော့ပို့ခဲ့ပါတယ်အဲ့ဒီအချိန်တိုင်းမှန်ခဲ့မယ်ဆိုရင်မနက်ဖြန်မှာ333ဆိုတော့ကဏ္ဍ3 94ဆိုတဲ့အချိန်ရှိပါအဲ့ဒီ94အချိန်နဲ့နှစ်ခွန်ပရိနဲ့ဆိုလို့ရှိရင်မနက်ဖြန်နေကုန်ကြီးရတော့နေကုန်ကြီးရ249ပါအဲ့ဒီ249ကြီးကိုခွန်2ချိန်ခွန်2ပရိနဲ့49ချိန်နဲ့အကွက်ထုတ်ကြမယ်ဆိုမိန်းအနေနဲ့တော့မလာသေးတဲ့အများမြုံနေတော့68နဲ့43ကြီးကိုကြိုက်ပါတယ်ရန်ကွက်အနေနဲ့ဆိုလို့ရှိရင်48 93နောက်တစ်ခါ69 61အဲ့ဒီကဏ္ဍတွေကိုအရင်နဲ့ကြိုက်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ